chord progression ဖြစ်ပါတယ် D2 နော် D11 6ကြိုးတက်မယ်အကွက်9မှာကုန်ပြီနော် G/D 6ကြိုးတက်မယ်နော်ပြီး4ကြိုးတက်မယ်နော် G minor/D 6နဲ့4ကိုတက်မယ်နော်5ဖြစ်မယ်ပြီး F sharp minor 7 B7 E minor 7 A7 sus4 နော်ဒီကြည့်နော်ဒီထူးမှာဆုံးမယ်နော်အဲ့တော့ကြည့်နော်